သူမရဲ့သမီးဖြစ်သူကလူနဲ့တထေရတဲ့တူလုံးနဲ့ရုပ်သေးရုပ်တစ်ခုကိုလုပ်ခဲ့ပါတယ်။ဒါကြောင့်မို့လို့ဖခင်ဖြစ်သူကသမီးကိုဓာတ်တစ်ချက်တည်းနဲ့ရဆက်တက်ပစ်ခဲ့ပါတယ်။တကယ်တော့မိသားစုရဲ့ရှေးဟောင်းစာတစ်စောင်ထဲမှာနမိတ်ဖက်စာတစ်ခုရှိနေခဲ့တာပါ။အဲ့ဒီစာထဲမှာယုံမိသားစုရဲ့80မြောက်သမီးမင်းကလေးဟာတနေ့မှလူဖြစ်ပြောင်းလဲသွားမဲ့ရုပ်သေးရုပ်တစ်ခုကိုပြုလုပ်လိုက်မယ်ပြီးတော့အဲ့ဒီရုပ်သေးရုပ်ကယုံမိသားစုတစ်စုလုံးကိုမျိုးတုံးတက်ဖြတ်လိုက်မယ်လို့ပါရှိနေပါတယ်။ဒါကြောင့်သမီးဖြစ်သူရုပ်တေးရုပ်တွေဆက်မလုပ်နိုင်အောင်တားဆီးဖို့အတွက်သူမကိုတက်ပစ်ခဲ့ရတာပါဒါပေမဲ့မိခင်ဖြစ်သူကသမီးကိုကာကွယ်ဖို့စူးစမ်းရင်းနဲ့ပဲအသက်ခံခဲ့ရပြန်လို့မိသားစုထဲမှာအငယ်ဆုံးသမီးလေးမာရီတယောက်ပဲကျန်ရစ်ပါတော့တယ်အကြီးအကဲတွေကပါနောင်ရစ်စိတ်အေးရအောင်မာရီကိုပါတက်ပစ်ဖို့တိုက်တွန်းခဲ့ကြပါတယ်ဒါပေမဲ့ဖခင်ဖြစ်သူကတေချာစဉ်းစားပြီးနောက်မှာတော့တွေ့ဝေသွားခဲ့ပါတယ်တရက်တည်းနဲ့တင်အိမ်ထဲမှာလူနှစ်ယောက်ဆက်အသက်ခံလိုက်ရတာကြောင့်အတန်ကြဲလောင်ဖြစ်သွားရင်အာဏာပိုင်တွေသူ့နောက်ကိုလိုက်လာနိုင်ပါတယ်ဒါကြောင့်လူတက်မှုကိုဖုံးကွယ်ဖို့အတွက်နောက်ထပ်လူမတက်ခင်9ရက်လောက်စောင့်ဖို့သူဆုံးဖြတ်လိုက်ပါတယ်သူ့ဇနီးနဲ့သမီးကြီးဆုံးတို့ဟာ6ထဲကနေမတော်တဆပြုတ်ကျသွားတာပါဆိုပြီးသူအကြောင်းပြခဲ့ပါတယ်အမှန်တရားကိုမာရီတယောက်ပဲသိခဲ့ပါတယ်။သူမရဲ့မိခင်နဲ့အမဖြစ်သူတို့ဟာမတရားအသက်ခံခဲ့ရပြီးနောက်တစ်ယောက်ကသူမကိုယ်တိုင်ဖြစ်လာတော့မယ်ဆိုတာကိုလည်းသူမသိနေပါတယ်။ဒါပေမဲ့သူမရဲ့ကံကြမ္မာကအဆုံးဖြတ်မကျသေးပုံရပါတယ်။အဲ့ဒီညမှာပဲဧကရမင်းကြီးဟာထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမက်ခဲ့ပါတယ်။အိမ်မက်ထဲမှာသူဟာလွတ်လပ်မရှိအောင်အပြေးလွှာလိုက်လံခြင်းခံနေရပြီးအောက်ခြေမမြင်ရတဲ့6နှစ်ကြီးတဲ့ကိုပြုတ်ကျလူနီးပါးဖြစ်ခဲ့ပါတယ်။အဲ့ဒီလိုအရေးကြီးတဲ့အချိန်ခါမှာဖီနစ်ငှက်ကိုစီးနှင်းထားတဲ့နတ်သမီးတစ်ပါးကသူ့ကိုလာရောက်ကယ်တင်ခဲ့ပါတယ်။မင်းကြီးကသူမဟာဘသူလဲဘာကြောင့်သူ့ကိုကယ်တင်ရတာလဲလို့မေးမြန်းတဲ့အခါနတ်သမီးကသူမဟာယုံမိသားစုရဲ့နောက်ထပ်ဆက်ခံမဲ့အကြီးအကဲဖြစ်တယ်လို့ပြောခဲ့ပါတယ်။မင်းကြီးနိုးလာတာနဲ့တပြိုင်နက်နောက်ထပ်ယုံမိသားစုရဲ့အကြီးအကဲဟာသူ့ကိုကယ်တင်ဖို့ဆေလွတ်လိုက်တဲ့နတ်ဖျားတစ်ပါးပဲလို့ယုံကြည်သွားခဲ့ပါတယ်။သူကမိမဆိုးကိုချက်ချင်းဆေလွတ်ပြီးတွားရောက်စစ်ဆေးခိုင်းပါတယ်။အကယ်၍နောက်ထပ်ဆက်ခံမဲ့သူကမိန်းကလေးတာဖြစ်ရင်အိမ်ရှိဆန်မင်းသားရဲ့ကျင်ရတော်ဖြစ်လာရမယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်းယုံမိသားစုဟာမာရီကိုတတ်ဖို့ကြံစီနေတုန်းရှိပါသေးတယ်။အဲ့ဒီအချိန်မှာပဲမိမဆိုးဟာနန်းတွင်အမိတ်တော်နဲ့ရောက်ရှိလာခဲ့ပါတယ်။ဖခင်ဖြစ်သူဟာအလွန်အမင်းဝမ်းသာသွားခဲ့ပြီးတော်ဝင်မိသားစုနဲ့ခမီးခမတ်တော်ဆက်ရမှာဖြစ်လို့ဒါဟာယုံမိသားစုကိုလုံးဝဥတုံကဲ့တင်နိုင်မှာဖြစ်ကြောင်းဒါကြောင့်မာရီဟာအခုလောလောဆယ်တေလို့မဖြစ်သေးကြောင်းသိသွားပါတယ်။မတော်တဆမှုတစ်ခုကြောင့်မာရီဟာဘဝတစ်ခုပြန်လည်စတင်ခွင့်ရရှိသွားခဲ့ပါတယ်။ဖခင်ဖြစ်သူဟာသူ့ရဲ့သဘောထားကိုချက်ချင်းပြောင်းလဲလိုက်ပြီးသူမကိုအနာဂတ်မိသားစုအကြီးအကဲဖြစ်စတင်ပြိုးထောင်ပေးခဲ့ပါတယ်။ဒါပေမဲ့10နှစ်ကြာဂရုတစိုက်တင်ကြားပြသပေးခဲ့ပြီးနောက်မှာတော့သူလုံးဝထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်။မာရီဟာတည်ငြိမ်ပြီးလိမ္မာတယ်လို့ထင်ရပေမဲ့ရုပ်သေးရုပ်လုပ်တဲ့နေရာမှာတော့အလွန်ညံ့ဖျင်းပြီး9နှစ်အရွယ်ကလေးတစ်ယောက်ထက်တောင်ပိုဆိုးနေတာကိုသူသတိပြုမိသွားပါတယ်။ဒီအရေးချင်းနဲ့ဆိုရင်သူမဟာမိသားစုအကြီးအကဲပြိုင်ပွဲမှာနိုင်မှာမဟုတ်တယ်လို့အိမ်ရှိဆန်ကျင်ရတော့လည်းဖြစ်လာနိုင်မှာမဟုတ်ပါဘူး။သူကသူ့ရဲ့သမီးရင်းပေါ်မှာအားကိုးလို့မရတော့ပါဘူး။ဒါပေမဲ့အချိန်ကကပ်နေပြီဖြစ်လို့သူဟာသမီးတယောက်ပါတဲ့မူဆိုးမတူကိုလက်ထပ်လိုက်ပါတယ်။အဲ့ဒီမူဆိုးမရဲ့သမီးစာယာဟာရုပ်တုတုစစ်တဲ့နေရာမှာပါရမီရှင်တယောက်ဖြစ်နေပါတယ်။သူမရဲ့အရေးချင်းတွေကတကယ်ကိုမယုံနိုင်စရာပါပဲ။ဖခင်ဖြစ်သူကစာယာဟာမိသားစုပြိုင်ပွဲမှာအနိုင်ရပြီးအိမ်ရှိဆန်ကျင်ရတော့ဖြစ်လာလိမ့်မယ်လို့ယုံကြည်သွားပါတယ်။ဒါကြောင့်သူမဟာသူ့ရဲ့သမီးရင်းဟုတ်မဟုတ်ဆိုတာအရေးမကြီးတော့ပါဘူး။ယုံမိသားစုအတွက်ဂုံတရေဆောင်ကျင်းပေးနိုင်တဲ့ပြီးတော့သူမဟာသမီးရင်းထက်တောင်ပိုကောင်းနေပါသေးတယ်။သူမရဲ့ပါရမီကိုပြသဖို့အတွက်ဆာရာဟာကျိုးမြင့်အသေးလေးတစ်ခုကိုတုံးပြီးသူမရဲ့ဖခင်ကိုလက်ဖက်ရည်တေခင်းအိတ်ခံမဲ့ရုပ်သေးရုပ်တစ်ခုကိုပြုလုပ်ပြခဲ့ပါတယ်။ဆာရာဘလောက်အထိကျွမ်းကျင်လဲဆိုတာကိုမြင်တွေ့ရပြီးနောက်ဖခင်ဖြစ်သူကသူမကိုသမီးကြီးဆုံးဖြစ်ချက်ချင်းသတ်မှတ်ပေးလိုက်ပါတယ်။မာရီရဲ့ဝမ်းကွဲမောင်နှမကပင်ဆာရာဟာမာရီထက်အစပေါင်းရချီပြီးတာလွန်တယ်လို့ပြောကြပါတယ်။ဒါပေမဲ့မာရီဟာဘယ်တော့မှလူမိုက်တယောက်မဟုတ်ခဲ့ဘူးဆိုတာကိုသူတို့လုံးဝမသိခဲ့ကြပါဘူး။မိသူညသတိမထားမိခင်မှာပဲမာရီကလူအများရှိမှဆာယာကိုအဆက်ခွဲဖို့အတွက်ဆာယာရဲ့ရုပ်သေးရုပ်ကိုတိတ်တဆိတ်တွားရောက်ဖျက်ဆီးခဲ့ပါတယ်။ပြီးနောက်သူမရဲ့အခန်းထဲကိုပြန်လာပြီးသူမ18နှစ်တိုင်တိုင်အချိန်ပေးထုစစ်ခဲ့ရတဲ့ရုပ်သေးရုပ်ကိုထုတ်ယူလိုက်ပါတယ်။အတုံးမကျတဲ့သူတယောက်လိုဟန်ဆောင်နေမှသာအမဖြစ်သူရဲ့ကံကြမ္မာဆိုးမျိုးကနေကင်းဝေးမှာဖြစ်ကြောင်းသူမသိထားတာကြောင့်18နှလုံးလုံးလူအေးလေးလိုဟန်ဆောင်နေခဲ့ဒါပါ18နှစ်တိုင်တိုင်သူမဟာဒီရုပ်သေးရုပ်ကိုသူမရဲ့သွေးတွေနဲ့နေတိုင်းတိုက်ကြွေးခဲ့ပါတယ်။အခုတော့အဲ့ဒီရုပ်သေးရုပ်ဟာလူတစ်ယောက်နဲ့တထေရတဲ့တူလို့နေပါပြီ။ဒါပေမဲ့မာရီခန်းထဲကနေထွက်သွားပြီးနောက်မှာတော့ဆာရာဟာဝင်းထဲကိုတိတ်တဆိတ်ချင်းကပ်ဝင်ရောက်လာခဲ့ပါတယ်။အကြောင်းကတော့မနက်ဖြန်မှာနောက်ထပ်မိသားစုအကြီးအကဲကိုဆုံးဖြတ်မဲ့ပြိုင်ပွဲရှိနေတာကြောင့်ပါသူမအနေနဲ့မာရီကိုရှုံးနေလို့လုံးဝမဖြစ်ပါဘူး။နောက်တစ်နေ့မှာတော့ပြိုင်ပွဲဟာနောက်ဆုံးမှာစတင်ခဲ့ပါပြီ။ယုံမိသားစုရဲ့အမွေဆက်ခံသူအားလုံးဟာသူတို့ရဲ့ဖန်တီးမှုတွေကိုထုတ်ဖော်ပြသခဲ့ကြပါတယ်။အိမ်ရှိဆန်မင်းသားဟာလည်းဘသူကသူ့ရဲ့အနာဂတ်အိမ်ရှိဆန်ကျင်ရတော့ဖြစ်လာမလဲဆိုတာကိုကြည့်ရှုဖို့အတွက်နန်းတွင်အမိန့်အရရောက်ရှိလာခဲ့ပါတယ်။သူမြင်တွေ့ကျင်နေတာကတော့